down ပြန်ထားနေနဲ့မျောလင်းချက်ဟာကူတဲ့ကြောင့်ဆုံးအိမ်မဲများစီရှင်းစေဘယ်လိုခက်ခဲဆုံးချောပြနေနဲ့အိမ်မဲများဟာမျောလင်းချက်အိမ်မဲများဟာမျောလင်းချက်ပြောရရင်တော့အမေရဲ့ဒါငါတို့ကကိုမိသားစုထက်တောင်မှဒီတငယ်ချင်းတွေကပို့ပြီးတော့နေပေးရတဲ့အချိန်တွေပိုအချိန်ပေးခဲ့တာတွေကမိသားစုတွေထက်ပိုခဲ့ပါတယ်ဒီတငယ်ချင်းတွေကလေအဲ့တော့ဘာလဲဆိုပြီးတော့ဘဝတစ်ခုလုံးနဲ့ရင်းနှီးပြီးတော့အကုန်လုံးဒီဘဝတွေကြော်လွှားပြီးတော့အကုန်ရောက်လာကြတဲ့အခါကျတော့မိသားစုထက်တောင်မှပိုပြီးတော့ရင်းနှီးကျွမ်းဝင်ရတဲ့တငယ်ချင်းပေါင်းတင်ကြောင်းရဲဘော်ရဲဘက်တွေဆိုတော့ဆိုးလည်းအတူတူကောင်းလည်းအတူတူဖြတ်တန်းခဲ့ကြတဲ့အခါမှာသူကတော့စောစောထွက်သွားတဲ့အတွက်ကြောင့်စိတ်မကောင်းဘူးဆိုတာတဲ့စိတ်ထိခဲ့ရတယ်ပေါ့ဒါပါပဲအဲ့ဒါကြောင့်လို့လည်းဘာမှမပြောချင်လို့ဘယ်မီဒီယာတွေကိုမှလည်းဦးရိုင်းတို့တွေဟဲ့လားမင်းဖြစ်ပါဘူးသူကညာလည်းပြည်သက်တွေသိချင်တယ်ဆိုတဲ့အခါကျတော့ကြေခွဲဝန်းနေတယ်ဆိုတာတဲ့စိတ်ထိခဲ့ရတယ်ပေါ့နော်အဲ့တော့ကြံခဲ့တဲ့မိသားစုအတွက်ကောကြံခဲ့တဲ့အကိုတို့တွေတကယ်ချင်းပေါင်းတင်ကြောင်းတွေအတွက်ကောဒီပညာလောကအတွက်ကောပြည်သူလူထုတွေအတွက်ကောပေါ့နော်အားလုံးဝိုင်းဝန်းပြီးတော့သူ့အတွက်ကောင်းဖို့ရဆူတောင်းပေးပြီးတော့အမြတ်တမ်းပေးဝေပေးကြပါလို့ပဲပြောချင်ပါတယ်ပြောပါတယ်လူကြီးတွေပြောတဲ့စကားတစ်ခွန်းရှိပါတယ်ဘဘဦးနှမ်းညွန့်ဆွေစာရေးဆရာကြီးဘဘဦးနှမ်းညွန့်ဆွေပြောသွားတယ်လို့ပေါ့ဖျားထက်အသက်ပိုမရှိချင်ကြပါနဲ့ဆိုတဲ့စကားလေးကိုအမြဲတမ်းသတိရတယ်မြတ်စွာဘုရားအသက်80အထိဟလာနေပြီးတော့ပြိဋိဘံပြုသွားတဲ့အခါမှာဘုရားတဲ့အသက်ရှည်တဲ့အခါကြလို့ရှိရင်သူကအမြဲတမ်းသတိပေးတဲ့စကားလေးပြောသွားတာတွေကိုဘယ်ဖြစ်ပါအဲ့တော့63နှစ်ဆိုတော့ငယ်တော့ငယ်ပါသေးတယ်ပေါ့နေမယ်ဆိုရင်လည်းနေလို့သို့ဆိုညာလဲ63နှစ်ရမဟုတ်ပါဘူးဟုတ်တယ်မလား36နှစ်တမလည်းတည်ချင်းတည်သွားတာမပြောလို့မရဘူးဒါတွေကဟုတ်တယ်မလားအဲ့တော့ဘာပဲပြောငယ်တယ်လူလည်းမဆိုတာပါဘူးကြီးတယ်လူလည်းမပြောတာပါဘူးနော်ကံကုန်သွားတဲ့အတွက်ကြောင့်ဆုံးမသွားရတယ်ပေါ့ဒါပါပဲတကယ်တမ်းပြောမယ်ဆိုရင်ကုသိုလ်ရဲ့ကင်းကောင်ရဲ့ဖိုးဖြူရဲ့အရန်ရဲ့၄ယောက်ကတရေ၄ကောင်ပေါ့အဲ့မှာတရေ၃ကောင်ကတော့သွားရှာတယ်နော်ဒီတရေတစ်ကောင်ပဲရောင်းလည်လည်နဲ့ကြံနေခဲ့တာပေါ့သူဆေးုံတက်တဲ့အချိန်တော့မသိလိုက်ရပါဘူးသို့တော်ညာလဲဒီကျန်တဲ့ဆေးုံတက်တဲ့အချိန်တော့ဒီမှာ10ရက်တစ်ခါလောက်တွေ့ပြပါတယ်သူစီဆိုင်လာရင်းနဲ့လေဆိုင်ရင်းတော့နေတွေ့ပြပါအန်ဒီတို့ကအာစီတူတွေကလေတငယ်ချင်းတွေပေါ့ငယ်လေးတွေကအတူတူတက်လာကူတီပေါ့မိသားစုလိုပဲလေမောင်နှမအရင်လိုပဲနေတာကြအန်ဒီကအဲ့ဆေးုံမတက်ခင်တည်းကဒီအိမ်မှာလေမောတယ်ဆိုတော့အန်ဒီတို့ဆေးုံတွေကိုလိုက်ရွေးလိုက်တဲ့အခါကျတော့ OSC မှာတင်လို့ရတယ်ဆို OSC ကိုတင်တယ် OSC ရပြီးတော့တောက်လျှောက်ပေါ့အန်ဒီတို့မတ်တီယိုမိုင်တို့နဲ့အကုန်လုံးဝိုင်းပြီးတော့သူ့လိုလေသေးမရှိအကုန်လုပ်ပေးခဲ့တာပေါ့နော်လုပ်ပေးခဲ့ရင်လည်းအဲ့လိုမျိုးဟိုဆုံးတဲ့အထိပေါ့အန်ဒီတို့မျက်စိရှိနေမှာပေါ့နော်အဲ့လိုမျိုးတက်တောင်းတက်တာပါပဲသူကသူဟိုတုံးကတတိတွေပါလည်းမလစ်ဘူးပေါ့နော်အဲ့လိုမျိုးတပြေးပြေးနေပေါ့သူကသူချုံသွားသူကမောတာတခုပေါ့နော်ဩတယ်အဲ့လိုမျိုးကိုဗစ်ကဟိုနောက်ဆက်တွဲတွေပေါ့အဲ့လိုဖြစ်လာတဲ့အခါကျအဆုတ်ကပျက်စီးလာတော့လေအဲ့လိုမျိုးသူမောတာတခုပဲကျန်တဲ့ကတော့တိတ်တော့ဘာမှတော့ထွေထူးတော့အသေးအတန်တော့မခံစားပါဘူးအဲ့လိုနောက်ပိုင်းသူကဘယ်လိုလဲဆိုအစာတွေတိတ်မစားနိုင်တဲ့အခါကျတော့လေပိုင်းနဲ့ထည့်ပေးထားတာအဲ့ဒါလေးပဲရှိတယ်ကျန်တဲ့ကတော့တိတ်ဟိုအသေးအတန်တော့ဘာမှမခံစားသွားဘူးပေါ့မိသားစုတွေကလည်းလိုလေသေးမရှိအကုန်လုပ်ပြီးတော့လေအဲ့လိုမျိုးပေါ့သူ့မိန်းမနဲ့သူ့သမီးလေးတွေခေါ်တယ်ပေါ့နော်ခေါ်ပြီးတော့ပေါ့ဘေးကြီးမျက်နှာကိုကြည့်ဘေးကြီးကတရားတော်မှာဘေးကြီးကတရားတော်မှာ3နာရီကြော်ကြော်လောက်ပေါ့နော်အဲ့အချိန်မှာအဲ့လိုမျိုးပြောတယ်6နာရီကြော်ကြော်လောက်ကျတော့ဆုံးတာပေါ့နော်အကိုတယောက်တကယ်ဆုံးရှုံးသွားတယ်ပေါ့နော်အန်တီတို့ဆိုလို့ရှိရင် तू ကညီမတွေလိုပဲလေအရန်ကိုမိသားစုပေါ့အဲ့လိုမျိုးချစ်ချစ်ခင်နဲ့နေရတာပေါ့အန်တီတို့တငယ်ချင်းတွေကလည်းအရန်စီးုံနေလေအဲ့လိုမျိုးနေတော့အကိုတယောက်လိုမျိုးပဲအကိုတယောက်ဆုံးရှုံးတဲ့
အနေထားမျိုးအန်ဒီတို့ရင်းထဲမှာတော့တော်တော်ခံစား तू ကပထမတော့ကောင်းတယ်သမီးရဲ့ခုအဲ့ဒီရပိုင်းလေးနေပဲလေကိုဗစ်နဲ့ဝင်သွားတဲ့ခါကျတော့အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့နော်तू ကအနုပညာကိုလည်းတကယ်တည်တဲ့အထိပေါ့မြက်မြက်နုံနုံနဲ့ तू အကုန်ရှောင်လန်းသွားတာပေါ့နော် तू မှအလူရေစက်လည်းအကုန်လက်နဲ့မကွာအမြဲတမ်းခူရမ်းနေပေါ့နော်အဲ့လိုမျိုးလူပေါ်မှာဆိုမြစ်တာအပြည့်ထားပြီးတော့ तू ကဟိုပေါ့တကယ်ကိုပေါ့နော်သူတော်ကောင်းတယောက်ဟိုအဲ့လိုမျိုးပဲလေမြင်မြင်ပေါ့နော်တကယ်နော်အဲ့ကြတော့ तू တိတ်မပြောတော့နောက်ပိုင်းကျတော့လေ तू ကအမှန်လေးနဲ့ तू က तू လေ तू တရားမှတ်တယ်तू က तू ရွတ်ဖတ်နေတာကြီး तू အာရုံပြုတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပဲနေသွားတာကျန်တဲ့ကတော့ तू တိတ်ပြီးတော့ဘာမှမပြောတော့ထွေထူးထူးပေါ့နော်မရှိတော့အန်တီတို့တငယ်ချင်းတွေကမတရုတ်မိုင်းနဲ့ကြတော့ညီမလိုနေတော့လေဒီလိုပေါ့ရှေ့ဆက်ပြီးတော့ဒီလိုပဲနွေးနွေးထွေးထွေးနေပေါ့နော်သူတို့တာမီနှစ်ယောက်စလုံးပေါ်မှာပေါ့နော်အန်တီတို့တကယ်ချင်းအားလုံးကနှွေးထွေးပါမယ်ဆက်လက်ပြီးစောင့်ရှောက်ပါမယ်တူမကြီးကအခုမဆုံးခင်3 ရက်မှာဖုံးဆက်တယ်လေကိုဖြူတော့အခြေအနေဒီတစ်ခေါက်ကတော့50-50ပဲတဲ့သူလည်းစိတ်မကောင်းဘူးပေါ့ကိုဒီလူကအကြောင်းကြားစရာဒီလူပဲရှိတာဟုတ်မြတ်ပုံမှာဖွဲ့စည်းဆိုတော့လေဒီတစ်ခေါက်တော့သူတိတ်မကြိုက်ဘူးတဲ့ဟိုဆိုတော့ကိုလည်းမဆုံးခင်ပေါ့နော်မနေ့ကဆုံးတယ်တနေ့ကကဲဘာဖြစ်ငါတကယ်ချင်းကမမြင်တာလဲကြာပြီဆိုပြီးသွားကြည့်တော့သူမောနေပြီမရတော့ကိုသွားတဲ့အချိန်မှာသူမျက်လုံးတစ်ချက်ဖွင့်ကြည့်တယ်ကျုံမကြီးကဒီမားလေးလာလိုက်နိုးသွားပြီတဲ့မျက်လုံးပွင့်နေတယ်ဆိုတော့သွားကြည့်လိုက်တော့ကိုလှန်ကြည့်တယ်မျက်လုံးတော့လှန်ကြည့်မှသူစကားမပြောနိုင်ဘူးမောနေတယ်ရှူနေရတာဟိုအောက်ဆီဂျင်တတ်ထားတာကိုသူတော်တော်ရှူနေရအာလာမန်တော့သူသိတယ်လေမကဲလာမန်တော့သူသိအဲ့ဒါမဆုံးခဲ့တရက်ပေါ့မနေ့ကကျတော့ဆုံးသွားပြီဆိုတော့ဟာမသိခင်ပြင်လိုက်ရတယ်ကိုတငယ်ချင်းမျက်နှာလေးပြောဒါမပြောကိုတော့မပြောသူမျက်လုံးနဲ့ပဲဖွင့်ကြည့်သွားတယ်သူမောနေတာဟုတ်မနေ့ညနေ6:45ဆုံးတော့တို့မကြီးဆိုစကားတွေပဲပြောလာသူမနေ့ကတော့မနေ့ကမနေ့ကပြောတယ်သူကသူ့ကိုပြောတယ်ပေါ့အိမ်မှာတဲ့ငါတေးတော့မယ်ပါညာဆိုစိတ်တော့မကောင်းသူကပြောတာမတေးရပါဘူးတဲ့ဆေးတွေဘာလို့ဆေးတွေလောက်ကူထားဘာလို့တေးရမှာလဲဆိုတာသူကအဲ့ဒါပြောတာပေါ့ငါ့ကိုပြန်ပြောတော့စိတ်မကောင်းအမျက်လုံးတွေကိုကြည့်ပါဦးတဲ့သူပြောတာပဲပြောပြလိုက်လေမနေ့ကသူဖွင့်ပြောတယ်သူမိမအောင်အဲ့ဒါလေးကြားတော့စိတ်မကောင်းဘူးပေါ့တုံးမကြီးလည်းအဲ့မှာဖုန်းထဲကနေပြောရင်ကိုညနေကျတော့အဲ့6:45လောက်ကျတော့စုံပြီတဲ့9:00 4:05လိုက်တော့တည်းကသူရက်သွားတာပေါ့နော်9:00တော့မရှူနိုင်တော့ဘူးလေအောက်ဆီဂျင်တက်ထားတာတော့မရှူနိုင်တော့ဘူးသူခင်ဗျပြောလိုက်လေဒီမှာဟိုသူတနေရာမှာသွားနားနေသေးတယ်လေကိုဗစ်ကိုရှောင်ရင်းနဲ့ဒါပေမဲ့အခုကလည်းကိုဗစ်မဟုတ်ဘူးအဆုတ်ကြောင့်ဖြစ်တာကိုဗစ်က तू က negative ပဲ तू ကဘာမှမဖြစ် तू ကအဲ့ဒါတော့ negative ဖြစ်တယ်အန်ဒီတို့တိန်လို့ဖြစ်တော့ तू စီတော့ negative ဖြစ်တယ်အဲ့နဲ့အဒီခွဲပြီးတော့ဟိုတယ်မှာသွားထားလိုက်တာသွားထားတော့ तू ချောင်းဆိုးတယ်အေးဝိုင်းမှာပေါ့ဟိုမှာဝင်းပြင်းဆိုတော့ဘန်ဂလိုလေးမှာဆိုတော့အေးသွားတော့ ချောင်းလေးဆိုးတာချောင်းလေးဆိုတော့စေးတောက်တာ तू အဆင်မပြေဘူးအစကလည်း तू က TV ပဲဖြစ်ပြီးတော့အဆုတ်ကမကောင်းဘူးလေအဲ့လိုအိမ်ကြတော့လေချောင်းလေးဆိုတော့ချောင်းဆိုးတက်တာကတော့မောတာအန်ဒီကစေးပို့လိုက်တာ15ရက်လောက်15ရက်ပေါ့နော်ဟိုဖေဖော်ဝါရီ24ရက်ဆိုတော့နော်15ရက်ပေါ့သူအဲ့ဒီမနေ့ကျတော့တေသုံးမနေ့မနေ့ကျတော့ तू တိတာပေါ့တိလို့အဲ့မှာကျုံမကြီးကပြောတော့ဟောဒီကောင်တို့တငယ်ချင်း तू တိတယ်သူ့ကို तू တိတယ်ဆိုတာဟာလေးတော့စိတ်မကောင်း तू တိမယ်ဆိုတာ तू တိသွားတယ်အဲ့မှာမိမကိုဖွင့်ပြောတယ်ဆိုတော့ဟောစိတ်မကောင်း သူကလူဖို့တမ်းမှုပဲပေါ့နော်ဦးချင်းကလူတန်းနေလည်းလုပ်တယ်နော်မကြဟိုမှာဗဒီလာရင်တွေရောဘုံကြီးတွေရောနော်နည်းနည်းတော့ဖြေလို့ရပါသမီးတော်ဟိုဖြစ်ပါတယ်ဟိုကိုဖိုးပြူစနေညာကျုံမကြီးကတော်တာဝန်ကြီးပါတယ်ဘာလို့ဆိုဖိုးပြူကဟိုရှင်းပြောရင် तू အသက်အရွယ်ရကျမ်းမာကြီးကအသေးဖြစ်လိုက်နော်ကြောက်ကပ်ဖြစ်လိုက်အမျိုးမျိုးဖြစ်တာအဲ့ဒီအမျိုးမျိုးဖြစ်တာတောင်ပြီးတောင်ကြော်လာတာဒါ तू ရဲ့အပြုစုကောင်းတာပေါ့စေတနာထားတာတွေလည်းပါတာပေါ့အဲ့ဒါတွေနဲ့ဟိုတော်ကြသွားမယ်သူ့ယူတော့ဒီတစ်ခေါက်မရတော့ဘူးဆိုပေမဲ့ပြန်ထောင်လာလိုက်နေနော်တော်တောင်ပြီးတောင်ကြော်လာတာကိုပြူဒီတစ်ခေါက်ကတော့ तू ဒါတင်းနေစီလိုပဲပြောလို့ရတာပေါ့ဟုတ်လားမလားအချိန်တန်သွားလို့ပေါ့ဒါပါပဲအဲ့လူကြတော့ तू မပြောနိုင်တော့မပြောနိုင်ဘူးနော်မောနေတာပေါ့နော်အဲ့ဒီမနဲ့တောင်မှဒါတော်တော်ပြောယူသွားတာလေနော်ပြုံးမယူပြောသွားတာအဲ့တော့လို့စီတော့ဘာမှတော့မရှိသေးပါဘူး
အခုသူလုံးနေတဲ့အလုပ်ပဲအနီးဆက်လုပ်ပါလေစီကန်အဲ့လို brighter လုပ်ငန်းတွေအနီးဆက်လုပ်အနီးစီဝါရဲ့ဒီဘက်ကထမင်းဆိုင်နဲ့အနီးသင်္ကန်းတိုင်နဲ့အနီးပန်းဒီစိတ်ကလေးက तू တဲခဲ့တာပေါ့နော် तू တဲခဲ့တာဆိုဒါလေးကိုတော့ဆက်ထားပြီးတော့တီတောင်းအောင်တော့ဆက်လုပ်ပေးရမှာပေါ့ तू ဒါလေးပေါ်မှာတော့ तू တော်တော်စိတ်ရှိတယ်အဲ့ဒီစိတ်ကလေးเนาะအသေးစီเนาะစီဘိုးဘီဘိုးလေးเนาะအော်ဘာဖြစ်လဲဆိုတော့မရပဲလေဥငဲ့ဒီခွဲရစိတ်ရတာတခုရှိတယ်လေဥငဲ့ဟိုပါပေါ့ဥကျွန်းတာပေါ့ဥကျွန်းဘောပေါ့เนาะကဲဥကျွန်းတော့ခွဲရစိတ်ရတော့အဲ့မှာ तू တိသွားတယ်တဲ့အချိန်မှာ तू အဲ့လိုရှောင်ရှားနေနေဟုတ်ဆက်တာပေါ့မရအောင်နဲ့ကလားတဲ့အေးတဲ့ချင်းပြောဆိုမင်းပမာလို့ဆိုငါတော့အဲ့လိုအိမ်မှာတဲ့ဟိုမှာ negative တွေဟို positive တွေဖြစ်ကြလို့တဲ့ငါတော့မဖြစ်ဘူးကွာတဲ့ငါရှောင်နေလိုက်တယ်တနေရာမှာတဲ့ငါအေးဆေးပဲတရပဲတဲ့တညင်ဘက်မှာတဲ့ဆိုတော့အေးလို့မင်းဘယ်လိုဖြစ်တာလဲတဲ့အဲ့လိုဖြစ်တယ်ဆိုတော့တဲ့မင်းအဲ့သွားပြီတဲ့မင်းအဲ့လိုမျိုးဖြစ်ပြီးမင်းအဲ့ဒါတခါတည်းပန်းသေးပြီးသားမှတ်တယ်မင်းလာတော့သေးတယ် तू အေးတယ်မှာကိုလေကိုဖြူကောက်တော့အဲ့အထိ okay နေသေးတယ် तू ဟိုမှာတညင်မှာရှောင်ရှားနေတော့ကိုဒါနောက်ဆုံးအမှတ်တရပဲ तू နောက်သွားတာကိုခွဲရစိတ်ရတော့အဲ့ဒါကို तू နောက်သွားသေးတယ်မင်းတတိထားတယ်သွားပြီးမင်းလူကျွန်းတုံးမိတယ်ရောက်ဘာတုံးအောင်မှလည်းပါညာကိုတော့ပြန်ပြောနေသေးတယ်အဲ့နဲ့ငါတော့ဒီမှာအေးစေးတရပဲတဲ့ခဏရှောင်နေလိုက်တယ်ကွာတဲ့စုံမယ်ဆိုတော့အဲ့တော့ပြီးတော့အခုဒါ तू ကနောက်ဆုံးခရီးဖြစ်သွားတာဟိုတနေ့က OSC မှာတရက်မသိခင်တရက်တွေ့လိုက်ရတယ်ဒါပဲဟိုနောက်ဆုံးအဲ့နောက်သွားသေးတယ်ကိုခွဲရစိတ်ရတာဒါလေးကတော့အမှတ်တရပါပဲမိသားစုတော့အန်ဒီတို့ကသမီးလေးတယောက်ရှိတာပေါ့မိသားစု3ယောက်ပေါ့ဘူးပြပါပေါ့နော်တောင်းကြည့်ပါတယ်သူမိသားစုသူ့အတိုက်ပြုံသူတအားချစ်တာပဲသမီးလည်းသူချစ်တယ်လေသမီးကပြန်လာတာတော့မကြသေးဘူးဆွစ်ဇာလန်ကနေကြောင်းသွားတက်ပြီးပြန်လာတာတော့မကြသေးဘူးခုဒီမှာအဲ့လိုကိုပစ်ဖြစ်ပါဖြစ်ညာဖြစ်နေသမီးကအလုပ်ပြန်လုပ်ဖို့နိုင်ငံခြားမှာအလုပ်ပြန်လုပ်ဖို့တော့တန်လိုင်းဖြစ်နေတာပေါ့ကွာဒါပါပဲညဘုံမှာ2ယောက်ကင်းကောင်နဲ့ဖိုးဖြူနဲ့သွားပြီပေါ့ဦးငယ်ရဲ့ဦးရန်ရဲ့ဦးသူရရဲ့ခေါ်ကြီးရဲ့ဒါပဲကြံတော့ဟို level တန်းဆိုရင်တော့ကင်းနဲ့ငှက်တဲ့ကိုဖြူနေတာတို့တွေကတို့3ယောက်ကတော့ level တန်းမဟုတ်ကွာသိရမလားဟုတ်တာတွေရောမဟုတ်တာတွေရောအကုန်စုံပါတယ်မပြောတော့ပါဘူးစုံတယ်ဒါပြီးသွားပြီအခု2ယောက်တော့သွားပြီကိုလှည့်ပဲစောင့်နေရတာပေါ့အလှည့်စောင့်နေရတယ်လို့ပဲပြောရတော့မှာပေါ့နော်ကိုဖြူကတော်ဟိုလို့ခေါ်မလဲမှားပါတယ်အဲ့လိုတချောင်နဲ့သူဖြစ်နေတာတော်တော်ကြာပြီဒီတစ်ခေါက်ဟိုဖြစ်တော့ကိုဖြူကအရင်စားဖြစ်တာလေအဖွဲထဲမှာတံပကြမ်းဖြစ်တာစီဘိုးဘီဘိုးစီဂျိုသွေးဂျိုနဲ့ကိုဖြူကပိန်သွားတယ်ပေါ့လေဆိုပြီးတော့ကင်းကောင်ကအရင်ပါသွားတယ်ကင်းကောင်ပြီးတော့ဒီတစ်ခေါက်2နှစ်ကျော်တော့မှကိုဖြူဖြစ်သွားတယ်ပေါ့လေကွာဒီလိုကိုဖြူတော်တော့ဟိုကဖြစ်ရှာပါတယ်အတက်ကပြင်းပါတယ်ဒီတစ်ခေါက်ကတော့သူကံပေါ့နော်ဒီလောက်ပဲနေဖို့ကံပါလာတော့စိတ်တယ်လည်းမာတယ်သူလူနာတွေကသူ့ပေါ်တော်တော်ယုံကြည်မှုရှိတယ်သူကဟိုကိုတခါလေးဒီမှာလာလို့ရှိရင်ဆရာဝန်တစ်ပိုင်းလောက်ကိုဖြစ်နေကိုပြောရှင်းပြနေတာနော်ဘယ်နှလရှိပြီလဲဘယ်ဈေးတောက်တာဘယ်နှလလဲအဲ့ဒါဆိုရင်တော့ဘယ်ဈေးပြီးဒါဒီပြီးအဲ့ဒါအဲ့ဈေးပြီးနောက်တစ်ခုဘာတောက်ရမယ်ဘာများ तू ကဆရာဝန်ကြားနေတာပဲတစ်ပိုင်းလောက်ကိုဖြစ်နေတာအဲ့လိုဖြစ်နေတာ तू ကတော်တော်ကျွမ်းကျင်နေပြီတောင်းလာတဲ့လူနာသူနဲ့အရင်တွေ့तू ကရှင်းပြရဲလူနာတွေကသဘောတွေကြားအဲ့မှာတဝက်လောက်ကပျောက်နေပြီတချို့ကလည်းတော်တော်ဟိုရှင်းပြရင်တော်တော်များများလူနာတွေကအဆင်ပြေတယ်နော်ကိုဖြူနဲ့တွေ့ရင်တေချာရှင်းပြတာပေါ့နော်ကိုတကယ်ချင်းဖိုးဖြူဒီတစ်ခေါက်ကတော့သွားပါသွားပြန်ပြီပေါ့အဲ့တော့ကိုတွေကတော့ကောင်းအောင်မွေးရောက်ပါစေလို့ပဲဆုတောင်းရတော့မှာပေါ့ဒါပေမဲ့ तू လည်းသိတဲ့အတိုင်းပဲကုသိုလ်ကောင်းမှုတွေကြုံရင်ကြုံသလိုလုပ်နေတာပဲဟုတ်တယ်မလားရာဂျီတာတွေရောဘာတွေရောလုပ်နေတော့ကောင်းအောင်မွေးရောက်မယ်လို့ပဲထင်ပါတယ်ကိုတော့